ပြည်ပဝင်လာတဲ့မြရန်လူတွေကိုမီးကုံရန်ကုန်ခုခံပေးရဲ့အတူရဲကောင်းခံတက်ကြီးမြို့ကိုတည်ပြီးဆိုရင်မဖြစ်မနေစိုက်ထူရရဲ့တမိုင်းဝင်နဲ့တာအခုကျွန်တော်ရောက်ရှိနေတာတော့ရှေ့အိုင်တမိုင်းဝင်ခံတက်ကြီးတည်ရှိနေတဲ့ဝက်ပေါင်ကျောင်းဖြစ်ပါတယ်ကျွန်တော်တူဒီမှာပါတယ်ရှိရဆိုတာလိုက်ကြည့်ပေးကြပါဦးကျွန်တော်တူလိုက်ကြည့်ဖို့အကိုတယောက်လည်းဖိတ်ခေါ်ထားပါတယ် let's go ဒီချောင်းကနေလာတာရန်သူတွေကဟုတ်လားဒီရန်သူတွေဘယ်ကနေလာတာလဲဒီမှာပင်လေကွေးခလားဒီမှာဒီနေရာကိုလေနဲ့ရောက်ရင်ဘန်ကောက်ကိုရောက်ဖို့လွယ်တယ်လေအဲ့ဒါကြောင့်ဒီလိုဒီဘက်ကိုလေနဲ့ဝင်နေများတယ်ဟိုခေတ်တုန်းကပေါ့နောက်ကူတန်းရောက်ဝင်ရေးလည်းကောင်းတယ်ဒီမှာဒီမဲน้ำထားကျင်းဆိုတာတယောက်တွေလာကူတန်းတဲ့နေရာပေါ့ဒီဒါတယောက်ဒီနေရာမှာသူခန္ဓာသဘောနဲ့ပေါ့ခန္ဓာဆောက်ထားတယ်နံပါတ်3ဘရင်ထိုင်ရာမဘယ်နှခုနှစ်လောက်ဆောက်တာလို့ဒီနေရာကိုရဆောက်တာကဟောဆိုဆိုတော့ဗုဒ္ဓတက္ကိပေါ့ထိုင်ဗုဒ္ဓတက္ကိ2381 2381အခု2569ဆိုတော့နောက်နှစ်ဆို200ပြည့်ပြီပေါ့စောက်တော့ကဆိုဒီကောင်အမြင့်10မီတာလောက်ရှိတယ်10မီတာလောက်10မီတာလောက်ရှိတယ်အခုကသူမြေကြီးဖို့လိုက်တော့ကျတော့တယ်တတိယမြောက်ဘီရင်ကသူ2369မှာစာပြီးသီးနှံဆန်တယ်သီးနှံဆန်ပြီးတော့ဒီမှာဆောက်လိုက်ဒီမှာဆောက်လိုက်တယ်သူဆောက်တာ3ခုရှိတယ်ဒီမှာတစ်ခုရယ်စမုပရာကန်မှာတစ်ခုရယ်ဘန်ကောက်မှာလည်းရှိတယ်ဘန်ကောက်မှာနောက်မှာဆောက်တာဘန်ကောက်နောက်မှာဆောက်ဝတ်အရုံဘေးမှာဝတ်အရုံဘေးမှာလည်းရှိတယ်နောက်ပြီးတော့ဟိုရွှေတောင်ဖျားဘေးမှာလည်းရှိတယ်ဒီလိုပုံစံတွေပဲဒါမှမဟုတ်မြို့ထဲမှာဆိုတော့နည်းနည်းကောင်းနေတယ်ပေါ့ဒါမြို့ပြေးမှာရန်လူတွေဝင်လာရင်တော့ဒီကပထမဆုံးပဲပေါ့အေးပေါ့ဒီဟိုတော့ဟိုခေတုန်းကကားတွေတိတ်မရှိလို့လေဟလေနဲ့ပဲဟလေနဲ့ဝင်ရင်ဒီနေရာမှာအနည်းဆုံးပဲဒီဘန်ကောက်ရောက်ဖို့ရတနာကိုစင်းလို့ခေါ်တယ်ဟိုတုန်းကဂရုရတနာကိုစင်းဆိုတော့ဟိုဘန်ကောက်နာမည်ပေါ့နော်ဟိုခေတုန်းကဒီနေရာအရင်ဆုံးရောက်တယ်ဒီဘက်ရန်လူတွေမှာဆိုရင်ဘေးရန်လူတွေအများဆုံးပဲအဲ့ဒီခေတ်တုန်းကဘယ်လိုလဲဂျပန်တွေရှိမယ်ဒီနောက်ပိုင်းခေတ်တွေမှာပါဂျပန်တွေရှိမယ်ဟုတ်ကဲ့ဟိုခေတ်တုန်းကဆိုရင်သူတို့ကြောက်တာကအင်္ဂလိပ်တို့ဝင်လာမှကြောက်လို့ပေါ့ဟိုငါတို့ဗမာပြည်လိုမျိုးပေါ့ဟိုခေတ်တုန်းကအင်္ဂလိပ်တို့ပေါ်တူဂီတို့အဲ့ဒီလောက်ပါပဲဒီမှာနောက်ပြီးတော့တခုရှိတာကကူတန်းရောင်ဝယ်ရေးလဲကောင်းတယ်လမ်းကြောင်းဒီနေရာဆိုကြောက်ဖျားမြင့်ဝင်လို့ရတယ်လက်ဒီမဲနမ်ထိုက်ကျင်းကနေကြောက်ဖျားမြင့်ဝင်လို့ရတယ်ဒီချောင်းကနေကြောက်ဖျားမြင့်ဝင်ရတယ်ပေါ့ဝါဂိတ်နဲ့ပေါ့ဟုတ်ကဲ့ဒါသူလောက်ထားတာလူတွေတိတ်တိမခံဘူးเนาะဒီမှာဒါရှိနေတာဟုတ်တချို့လူကြတော့လဲဟိုအစ်စ်လောက်ထားတယ်ထင်းလို့ဘာမှအရေးမလောက်တယ်လည်းရှိတယ်ဒါမှန်တမိုင်းဝင်နေရပါတော့ရှေ့ဟောင်းနေရတမိုင်းဝင်ရှေ့ဟောင်းနေရဟိုနောက်မှာသူရဲ့အုပ်အဟောင်းရှိတယ်ဟိုနောက်မှာညောင်မင်းအောက်မှာအေးဒီအောက်ကနေလောက်ထားတဲ့အဟောင်းပေါ့အောက်ဟောင်းဒါကသူပြန်ဖို့ထားတဲ့နေရာနော်ပြန်ဖို့တာသူပြန်လောက်ထားတာပေါ့ကွာဟိုကွဲကောင်ပြီးပြန်ဖို့ထားတယ်ကွန်ကရစ်နဲ့ပြန်ဖို့ထားတဲ့နေရာဟိုဘက်မှာအောက်ဟောင်းရှိတယ်နောက်ပြီးတော့ဟိုဘက်မှာခန္ဓာဟောင်းနဲ့တူဆိုတာရှိတယ်ဒါမှနည်းနည်းပါးပါးပဲတွေ့ရတော့ก็ยิ้มล่ะครับဟုတ်ပါဟုတ်ပါမစဘူးဟုတ်ကဲ့တောင်းကိုยิ้มအဲ့ရတော့တက်ကြည့်နော်ဟိုကျွန်တော်တို့ထွားရင်တော့7နဲ့ပဲဖြစ်ပါတယ်ဒီမနက်စောကြီး7စီးရတာလည်းတော်တော်လေးကိုမိုက်တယ်ကျမ်းမိုက်ရတော့တော်တော်အဆင်ပြေတယ်တကယ်လို့တမိုင်းသူတွေတနာလေးလာခြင်းသူတွေသူကလာဟို recommend ပေးခြင်းပါတယ်ဒီနေရာကိုတော့မဟုတ်လေဒါကဟိုဘာလဲဟိုတရားနဲ့တဆက်တယ်လေဒီနေရာမျိုးရိုးဟောင်းနေပေါ့အမမဒီမြေကဒီတရားယုံပိုင်းနေဒီမြေအေးအစားတော့ကဒီမှာအဆောက်အုံဆောက်ဖို့ပေါ့မြေကြီးတူတော့အောက်မှာ
ဒီဟောင်းတော့အောက်ဟောင်းလေးတွေ့တယ်လေ အော် အဲ့ဒါမတူကြီးရောဆိုတာကဟိုဒီမြို့သားတွေကကွဲလို့ပါမြို့သားတွေကကွဲတော့သူပြန်ပို့ပြီးတော့နောက်မှပြန်လုံမယ်ဆိုတော့ပြန်ပို့လိုက်တော့ဒီမှာမြို့ဟောင်းဟိုမှာ အော်ဒီရှိပါ တယ် အော်အော်ဒီကောင်လည်းရှိနေအောင် ထိုင်မှာဒီလူမျိုးအောက်မြို့မတောင်းလို့ထိုင်တော့ဒါဟုတ်ခေတ်ကဟာဘူး ဘူးရင်ဖျားအောင်ဖျားရုပ်ထုတွေရှိတယ်နော် အဲ့ဒါဒီမှာပြစ်ထားတော့ဒီမှာပြစ်ခေတ်ကဟာတယ် ဖျားမြို့ရိုးပြောလို့နေကြည့်ပါခဏဒီကောင်ဟူးရင်ဖျားမြို့ရိုးတော့ကြည့်ရတယ်မနက်ကွန်းလေးရှိတော့အခုကျွန်တော်ရောက်ရှိနေတာတော့ဒီမဟာချိုင်မြို့ရဲ့အတိမတ်ပြူကြောက်တိုင်လို့တော့သိရတယ်။ပေါ်မှာဘာတွေရှိမလဲဆိုတာကျွန်တော်တို့လိုက်ကြည့်ပေးကြပါဦး။ဒီရောနော်မျိုးတစ်မျိုးစားနေတီထောင်တဲ့အခါမှာဒီလိုမျိုးကြောက်တိုင်မျိုးစိုက်ရတယ်လို့တော့သိရတယ်။ဒီမဟာချိုင်မျိုးတီထောင်တဲ့အထိမ်းမဲ့နဲ့စိုက်ထူတာကြောက်တိုင်လို့တော့လူများပြောကြတယ်ပေါ့နော်။ဒီနဲ့တိုင်ရဆိုရင်ပေါ့နော်ဒီစမှုစခုမျိုးစားတင်တီထောင်တဲ့အထိမ်းမဲ့နဲ့စိုက်ထူရတယ်လို့တော့သိရတယ်ဒီတိုင်မှာစောက်ရတဲ့อ่ะပေါ့နော်ဒီတစ်မျိုးလုံးကာကွယ်ပေးတယ်လို့လည်းဒေတာကြီးတွေကယုံကြည်ထားရတယ်ပေါ့နော်ဒီနဲ့တိုင်ကိုစိုက်ထူရတဲ့အဓိကရွေချက်ကတော့အလောက်ကန်တွေကောင်းဖို့စီးပွားရေးတိုးတက်ဖို့ခီးလဲတဲ့အဆင်ပြေဖို့ကံကောင်းမှုတွေရဖို့လို့လည်းဆိုကြပါသေးတယ်ဒါကလည်းထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုလို့လည်းပြောလို့ရတယ်ပေါ့နော်တကယ်လို့မဆွေတို့လာရောက်လဲပဲကျင်လို့ဆိုရင်တက်လက်ကြီးဈေးနားမှာရှိပါတယ်မဆွေတို့အားလာရောက်လဲပဲလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်